League Championship မှာရှင်ပြိုင်ကစားနေတဲ့ Premier League Champion ဟောင်း Leicester အသင်းဟာဘဏ္ဍာရေးစီးမြင်ချိုးဖောက်မှုကြောင့်6 မှတ်လျှော့ပြစ်ဒဏ်ချမှတ်ခံခဲ့ရတယ်လို့သိရပါတယ်။ Leicester အသင်းဟာ Premier League မှာရှင်ပြိုင်ကစားခဲ့တဲ့ကာလအတွင်းအမြတ်ငွေနဲ့တည်တံ့မှုစီးမြင် PSR နဲ့ကိုင်းညီအောင်လှုံ့ဆော်နိုင်ခြင်းမရှိဘဲစီကံချိုးဖောက်ခဲ့တာကြောင့်အခုလိုရေးယူခံရတာဖြစ်တယ်လို့သိရပါတယ်။ PSR စီးမြင်အရ Premier League Club အသင်းတွေဟာ300တိအတွင်းပေါင်105သန်းထပ်ပိုးပြီးအရှုံးပေါ်လို့မရပဲအောက်တန်းလိတွေကိုရောက်သွားခဲ့ရင်တော့တရားဒီမှာပေါင်22သန်းသာအရှုံးပေါ်ခွင့်ရှိတယ်လို့သိရပါတယ်။ Leicester အသင်းဟာ2021-22 2022-23နဲ့2023-24ရာသီ3ခုမှာသတ်မှတ်ချက်ထက်ပိုပြီးအရှုံးပေါ်ခဲ့တာကြောင့်6မှတ်လျှော့ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာပါ။ Leicester အသင်းဟာဒီရာသီ League Championship မှာပြစ်ဒဏ်6မှတ်မခံရခင်ကတည်းကအဆင့်18နေရာရောက်ရှိနေခဲ့ပြီး6မှတ်လျှော့ခံရချိန်မှာတော့အဆင့်20နေရာရောက်ရှိသွားခဲ့ပါတယ်။ဒါကြောင့်တန်းစင်းဆောင်ထဲမှာရှိနေတဲ့ West Brom အသင်းနဲ့အမှတ်တူဖြစ်သွားခဲ့တာကြောင့် League Championship ကနေတန်းထပ်မဆင်းရဖို့ရုန်းကန်ရတော့မှာဖြစ်ပါတယ်။